ဆရာရေရပြောပြီးမှာကဲရှက်ပေးပါအောင်ဆရာဒီရဲ့ဖေဖော်ဝါရီလ2လပိုင်းအတွင်းမှာငွေကြီးကံကောင်းစီပြီးအဆက်ဆက်ရရအစဉ်ပြေစီရန်အတွက်ရေရလေးတစ်ခုကိုဆရာမိတ်ဆွေတို့ပြောပြပေးမယ်အမှန်ဆိုရင်တော့ဆရာကအခုကလိုက်လွှင့်ဖို့စိတ်ကူးမရှိဘဲနဲ့ငါပြေလေးလိုက်လွှင့်အောင်မှဆိုလိုက်လွှင့်တဲ့အချိန်ခင်ဗျားတို့ကံကောင်းတာမိကကွက်ဆိုကောက်လာတယ်โอเคဆရာလည်းမိကိုမျောနေတာเนาะအဲ့တော့ပြားအောင်တကယ်လို့မှဆွဲတာကိုမှကိုကလက်ပိတ်တလို့ခံစားရတယ်စိတ်ထဲမှာမရှင်းခံစားရတယ်ဒီပြားအောင်ချွေသွားစေခြင်းနဲ့ဆိုအလွယ်လေးအဲ့ဒါပါလဲဆိုတော့ကျတို့သတင်းစာစက်ကူကိုမီးရှို့လိုက်ပြာချလိုက်သတင်းစာစက်ကူမီးရှို့ပြာချလိုက်ရလာတဲ့ပြာကိုရေနဲ့ဖြော်နော်သတင်းစာစက်ကူမီးရှို့ပြာချသတင်းစာစက်ကူမီးရှို့ပြာချရလာတဲ့စာကိုရလာတဲ့ပြာကိုရေထဲထက်ရေထက်ပြီးတော့ဆရာဂလိုးနေတယ်တဲ့အဲ့ဒါဘာကြီးတော့ဂလိုးနေဆိုအချို့တွေဂလိုးနေတယ်ပြောလို့အဲ့ဒီရလာတဲ့ပြာကိုအဲ့ဒီပြားအုံကိုပတ်ဖြန်းလိုက်အဲ့ဒီပြားအောင်သူကသူရွှေ့သွားလိမ့်မယ်ဆရာပြောသိလားပြန်ပြောပြမယ်နော်ပြားဆွဲနေတာမကြိုက်ဘူးရွှေ့စေခြင်းနဲ့မိမိကအန်ဒီရမကင်းလို့တုံမှကြောက်လို့အမျိုးမျိုးရှိတယ်ပြားနဲ့ပတ်သက်ပြီးမတဲလို့ရှင်အဲ့ဒီသတင်းစာစက်ကိုမိရှို့ပြာချပြီးရလာတဲ့ပြာကိုဂျီနဲ့ဖြော်ပြီးဖြန်းလိုက်အဲ့ဒီပြားအောင်ပြီးသွားလိမ့်မယ်ဆရာအခုလိုက်ထဲကနေပဲပြောပြလိုက်ပါမယ်ဆရာအခုလိုက်ထဲကနေပဲပြောပြလိုက်ပါမယ်မိတ်ဆွေတို့ခင်ဗျာဒီ2လပိုင်း2024ခုနှစ်ဖေဖော်ဝါရီလ2လပိုင်းအတွင်းမှာငွေကြီးကံကောင်းစီပြီးတော့အဆဆအရာအစဉ်ပြေစီပြီးပိတ်နေတဲ့လက်တွေပွင့်လန်းစေရန်အတွက်လူမျိုးမရွေးဘာသာမရွေးလူတိုင်းအားလုံးပြုလုပ်လို့ရတဲ့ငွေကြီးကောင်းစီတဲ့ရေထရာကိုဆရာကအခုပေးပါမယ်ခင်ဗျာဆရာငယ်မိတ်ဆွေတွေဒီရေထရာကိုဘာသာမရွေးလူဒန်းစားမရွေးလွယ်နဲ့ထိရောက်စေတဲ့ရေထရာဖြစ်ပါတယ်ထို့အတူမိတ်ဆွေတို့အနေနဲ့ငွေကြီးကံကောင်းစီပြီးအဆဆအရာအစဉ်ပြေစီရန်အတွက်ရေတရာကိုမိမိတ်ဆွေတို့ရဲ့ဈေးဆိုင်မှာဖြစ်စေအမြင့်တနေရာမှာဖြစ်စေတင့်လျောက်ပတ်သောနေရာမှာလော်နဲ့ထိရောက်ပြီးငွေကုန်ကြီးကြနဲစီမဲ့ရေတရာဖြစ်ပါတယ်ဒါဆိုရင်ဆရာရေတရာလေးပြောပြပါမယ်ဒီရေတရာကိုအချို့လဲသိကြပါတယ်เนาะပကံပြားတစ်ချက်လိုပါတယ်ပကံပြားတစ်ချက်ထဲမှာဖျောင်းနိုင်တတိုင်းထွင်းရပါမယ်ဖျောင်းနိုင်တတိုင်းတွင်းပြီးတဲ့အခါဂါရာလေးတစ်ပုတ်စလုံးလေးတစ်စုကိုစကစုလေးတစ်စုကို29ခေါက်ရွတ်ရပါမယ်ငွေကြီးကံအားကောင်းစေဖို့ပကံပြားလိုတယ်ဒါပြီးတဲ့အခါဖျောင်းနိုင်ထွင်းရမယ်ဖျောင်းနိုင်ရောဆရာအယောင်ခွဲခြားသလားဆိုရင်တော့ငွေကြီးကိုစားပြုတဲ့အယောင်ဖြစ်တဲ့အစိမ်းရောင်ဖြစ်ရင်ပိုပြီးကောင်းပါတယ်အကယ်၍မှဆရာကြီးကျွန်တော်တို့ကျမတို့ကအစိမ်းရောင်ဖျောင်းနိုင်ရရှားခတ်တယ်ဆိုရင်တော့ဘာရောင်ဖြစ်ရပါတယ်တချို့ကလည်းညံပါတော့အစိမ်းရောင်ဆက်ကူလေးနဲ့ပတ်လိုက်တယ်ဒါလည်းအစိမ်းရောင်ဖြစ်သွားတာပဲဟုတ်ပကံများတစ်ချက်ထဲမှာဖျောင်းနိုင်တစ်တိုင်းထွင်ရပါမယ်အစိမ်းရောင်ဖျောင်းနိုင်တို့မဟုတ်ရင်မိမိတို့ရတယ်ဖျောင်းနိုင်တစ်တိုင်းထွင်ရတယ်အကယ်၍မှဆရာအစိမ်းရောင်မဟုတ်ဘူးစွမ်းမှာမလားဆိုရင်လည်းစွမ်းပါတယ်ငွေကြီးကံကောင်းစီရာတို့ဒီရ2024ခုနှစ်ဖေဖော်ဝါရီလအတွင်းမှာငွေကြီးကံကောင်းစီရာပကံများတစ်ချက်ထဲမှာဖျောင်းနိုင်တဲ့တိုင်အလယ်မှာထွင်းပြီးတဲ့အခါအမြင့်တနေရာလေးမှာဒီကာတာလေးရွတ်ပေးပါစကားစုလေးပေါ့ရွတ်ရမယ့်စာလေးကတော့အင်္ဂလိပ်အခရာ E A E A O အင်္ဂလိပ်အခရာဖြစ်တဲ့ E A E A O E A E A O E A E A O ဆိုတဲ့ငါးလုံးလေးစကားစုငါးလုံးလေးပဲရွတ်ရမယ်เนาะကျတို့ငွေကြီးကံကောင်းစီရအတွက်မိတ်ဆွေရဲ့ငွေကြေးကံကောင်းစီဖို့အတွက်ကျွေးပကံပြားတစ်ချက်ထဲမှာဖျောင်းနိုင်တဲ့တိုင်ထွင်းမှာဖျောင်းနိုင်ကိုမီးထွင်းထားပြီးလို့ရှိရင်ဘာလုပ်ရမလဲဆိုတော့အဲ့ဒီဖျောင်းနိုင်မီးထွင်းထားတဲ့အခါကျလို့ရှိရင်29ခေါက်ငွေ2ဝင်းတော့29ဆိုတာ2ခွန်ဆိုတာငွေ2ဝင်းဖြစ်တဲ့အတွက်29ခေါက်ရွတ်ရပါမယ်စိတ်ထဲကနေမှတ်ပေါ့ E A E A O တစ်ခေါက် E A E A O 2ခေါက်E A E A O 3ခေါက်ဟောဒီလိုမျိုး29ခေါက်တိတစ်ဆက်ထဲရွတ်သွားပါမယ်ရွတ်တဲ့အခါမှာမိတ်ဆွေဟာငွေကြီးကံကောင်းလာပြီငွေဝင်လာတော့မယ်လို့စိတ်ထဲမှာမှတ်ထားပေးပါဒုတိယတစ်ချက်ကဂါရာကိုဖြည်းဖြည်းနဲ့မှန်ရွတ်ပါနံပါတ်3တစ်ချက်ကတော့ရေတရာကိုယုံကြည်နဲ့လုပ်ပါခင်ဗျာဆရာပေးလိုက်တဲ့ရေတရာဟာတကယ်ကိုထိရောက်ပြီးတော့တကယ်ကိုစွမ်းတယ်ဆိုတဲ့အကြောင်းကိုတော့ဆရာငယ်ရဲ့ချစ်ဒီရေတရာကိုဆရာဟောကမ်းမှာကော
ဆရာရှိဇာရာလာစစ်တဲ့မိတ်ဆွေတွေကိုဟိုဆရာကတလာလုံးပေးထားတဲ့အတွက်တော့ဟိုထူးခြားခြားပေါ်ပြစရာဘာမှမရှိတော့ဟုတ်လားကဲအဲ့တော့ဆရာအနေနဲ့ဆရာပြောတဲ့ရေတွေအောင်အားလုံးနားလည်ကြလားဆရာပြန်ပြောပြပါမယ်စာ EAEO เนาะဆရာရေးပြရမလားနော်ဆရာရေးပြလိုက်တယ်နော်ပြင်ထောက်လိုက်မယ်နော်ဆရာโอเคကြပြီလားဆရာကရေးပြလိုက်ပြီနော်ကဲဒါဆိုရပြီနော်ရပြီဆိုအဆင်ပြေပြီထင်တယ်โอเคကဲဆရာနောက်ဆုံးအချင်းတစ်ခေါက်ပြန်ပြောပြပါမယ်အလုံးအဆင်ပြေလားမှတ်လွယ်လားဗျနားလဲပါဆရာတဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်တချို့ကြတော့လဲဒီရေတရားဆရာပေးပြီးသွားပြီနော်ဆရာကိုလူပြင်းတဲ့တူဟုတ်လားโอเคအဆင်ပြေလားနားလဲလားဘယ်ချိန်ထွန်းရမှာလဲဘယ်ချိန်လုပ်လို့ရပါတယ်ခင်ဗျာနော်ကဲမင်္ဂလာပါဆရာငယ်မိတ်ဆွေတွေ2024ခုနှစ်ဒီ2လပိုင်းဖေဖော်ဝါရီလအတွင်းမှာမိတ်ဆွေတို့အတွက်ငွေကြေးကံကောင်းစီပြီးကဲဆက်လိုက်မယ်နော်โอเคဆရာနောက်ဆုံးတစ်ခေါက်ပြန်ပြောပြပါမယ်ဆရာအောက်မှာလည်းဗီဒီယိုရရင်နဲ့နော်ကဲဆရာငယ်မိတ်ဆွေတွေအားလုံးမင်္ဂလာပါနော်ကာယဒုက္ခစိတ်တဒုက္ခနဖျားသောဒုက္ခနဲ့ပြည့်စုံပြီးတော့အဆက်ဆက်အရာအစဉ်ပြေအောင်မြင်ကြပါစေကြောင်းဆရာကဥစွာမေတ္တာပို့ဆုတောင်းပေးပါတယ်ဒီရဲ့2024ခုနှစ်2လပိုင်းဖေဖော်ဝါရီလအတွင်းမှာမိတ်ဆွေတွေအားလုံးငွေကြီးကံအားကောင်းစီပြီးအဆက်ဆက်အရာအစဉ်ပြေစေရန်အတွက်မိမိရဲ့ဈေးဆိုင်ရောင်းကောင်းစီဖို့အတွက်လက်လာပါပွင့်စီဖို့အတွက်သို့မဟုတ်အဆက်ဆက်အရာပိတ်နေတဲ့လက်တွေပွင့်လန်းစီပြီးငွေကြီးကံလည်းကောင်းစီပြီးအဆက်ဆက်အရာအစဉ်ပြေစေရန်လူဒန်းစားဘာသာမရွေးအလွာအတီးတီးလုပ်လို့ရတဲ့ရေရရာလေးတစ်ခုကိုဆရာဒီ2လပိုင်းအတွင်းမှာဖော်ပြပေးလိုက်ပါမယ်2လပိုင်းအတွင်းမှာနေတိုင်းလုပ်လို့ရပါတယ်ဒီရေရရာကိုဘာမှမဖော်ပြမိမှာဆရာကလိုအပ်တဲ့ပစ္စည်းကတော့လွယ်နဲ့ထိရောက်စေတယ်ဆိုတဲ့အတိုင်းပဲရေရရာတဟဆာရေရရာလောက်တာပဲစင်ဖို့ထက်ချွန်းဖို့မကြည့်ရလေအောင်ဖျောင်းနိုင်အစိမ်းရောင်တို့မဟုတ်ဘာရောင်ဖြစ်ပေါ့အစိမ်းရောင်ရရင်တော့ပိုကောင်းတယ်အစိမ်းရောင်လေးလိုပါမယ်ဒါပြီးတဲ့အခါပကံပြားတစ်ချက်လိုပါမယ်ဒါပြီးတဲ့အခါဆရာတို့ဟိုဖျောင်းနိုင်လေးထွင်းပေးလိုက်ရုံပါပဲကဲပကံပြားပေါ့ဆရာကြီးဖျောင်းနိုင်ထွင်းတာပဲဘာလို့ပတ်စံဝင်มาလဲလို့ပြောစရာရှိတာပေါ့ဒါပေမဲ့ဆရာပြန်ပြောပြပေးပါမယ်တခြားလေးဒီရေရာကိုဆရာရဲ့ဟောကန်းမှာလဲဒီဆရာဂျမ်နဝါရီလတစ်လလုံးတစ်လပိုင်းတစ်လလုံးဆရာဟောကန်းလာတဲ့မိတ်ဆွေတွေကိုငွေကြေးစင်ပေးစေဖို့ပေးပြီးသွားပြီဒါအပြင်online မှာစာတာစစ်တဲ့ဆရာငယ်ရဲ့မိတ်ဆွေတွေကိုလည်းဆရာဒီရေရာအထူးပေးပြီးသွားပါပြီစွမ်းတယ်လို့လည်းထိရောက်တယ်ဆိုလည်းဖိဘကောင်းကောင်းကြားရလို့ပါကောင်းပြီရေရာဘယ်လိုလုပ်ရမလဲဆိုတော့ဆရာတို့ကြွေပကံပြားတစ်ချက်ထဲမှာဖျောင်းနိုင်တတိုင်းထွင်းရပါမယ်ဖျောင်းနိုင်တတိုင်းထွင်းပြီးသွားတဲ့အခါမှာအဲ့ဒီဖျောင်းနိုင်ထွင်းပြီးသွားရင်ဖျောင်းနိုင်ကဆရာကြီးဘာရောင်တုံးဆိုအစိမ်းရောင်ငွေကြီးကံကိုပိုအားပြုစေတဲ့အရောင်ဆရာတို့အနောက်တိုင်းနေမှာဆိုလို့ရှိရင်ဒါအစိမ်းရောင်က lucky money ပေါ့ lucky ရောင်ပေါ့ကာလာပေါ့ money ကာလာပေါ့ငွေရောင်ဖြစ်တာအဲ့တော့ငွေကြီးကံကောင်းစီပေါ့တကယ်လို့ဆရာကြီးအစိမ်းမဟုတ်ဘူးအရှားရောင်ပေါ့ဆိုရပါတယ်ဖျောင်းနိုင်ဖြစ်ရင်ရပါပြီကျွေးပကံများတစ်ချက်တည်းမှာအလဲမှာဖျောင်းနိုင်ထွင်းပြီးတဲ့အခါမှာမီးလေးညှိပြီးတဲ့အခါအင်္ဂလိပ်အခရာ9လုံးလေးကို20နဲ့9ခေါက်ရွတ်ရပါမယ်ရွတ်ရမယ်အင်္ဂလိပ်အခရာကတော့ E အကြီးနဲ့မျက်စိနဲ့မြင်ကြည့်လိုက်အင်္ဂလိပ်အခရာ E capital letter ပေါ့ E A E A O okay အဲ့ဒီ9လုံးနဲ့ E A E A O okay ဒါဆိုဆရာဖျောင်းနိုင်ထွင်းလိုက်ပြီးကျွေးပကံများထဲမှာဒါပြီးတော့ဗဇက်ကနေပြီးတော့ E A E A O E A E A O နှစ်ခေါက်အဲ့ဒါ E A E A O သုံးခေါက်တွေ့လားဒါလေးကို20နဲ့9ခေါက်တီရွတ်ရပါမယ်ဒါဆိုရင်မိတ်ဆွေရဲ့ဒီ
ဒီရရလှုပ်ရှားအပြင်ငွေကြီးကံကောင်းစီပြီးအဆဆရရအစဉ်ပြေအောင်မြင်တိုးတက်လာပြီးတဲ့အခါမိတ်ဆွေတို့ရဲ့ဈေးဆိုင်တွေလုပ်ငန်းတွေအဆဆရရအစဉ်ပြေလာမှာဆိုတဲ့အကြောင်းနဲ့ထူးထူးခြားခြားကောင်းမွန်ရှောင်းလိုပါတယ်ရရလှုပ်တဲ့အခါမှာဘယ်ချိန်လှုပ်လို့ရပါတယ်မိတ်ဆွေရဲ့ဈေးဆိုင်အမြင့်တနေရာမှာလှုပ်လို့ရပါတယ်ဖျားစင်မော်လှုပ်เสียမလိုပါဘူးခင်ဗျဆရာတို့ရဲ့မြန်မာလူမျိုးတော်များများရရဆိုရင်ဖျားပွတ်ချင်ပေါ်လှုပ်ဖို့ချောင်းနေကြတယ်အမြင့်တနေရာမှာသို့မဟုတ်အိမ်ဝင်ပေါက်ဆိုင်ဝင်ပေါက်တင့်တယ်လျှောက်ပတ်တဲ့နေရာမှာငွေဝင်အောင်လှုပ်လို့ရပါတယ်ရရကိုဆရာနောက်ဆုံးဆွမ်းနာပေါ့အဲ့ဒီရရလေးလှုပ်ပြီးသွားတဲ့အခါမှာအဲ့ဒီဖျောင်းနိုင်မီးကိုလက်ဝါးလေးနဲ့လက်ခုပ်လေးနဲ့ညှိရပါမယ်โอเคဆရာပြောနားလေလားဒါဆိုရင်ကျွေပကံများတစ်ချက်ထဲမှာဖျောင်းနိုင်တိုင်ထွင်းမယ်ဒါပြီးတော့ခါတာရွတ်မယ် E A E A O E A E A O E A E A O ဆရာကီးတဲ့ဆရာမဟုတ်တော့ဆရာတိတ်ပြီးတော့စမ်းမေးပြတော့အဲ့ဒါလေးပဲနော် E A E A O ပဲရွတ်ပြီးသွားတဲ့အခါ29ခေါက်ပြည့်ပြီဆိုရင်လက်ခုပ်လေးတီးပြီးညှိလိုက်ပါယုံကြည်လောက်ပါခင်ဗျငွေကြီးကံကောင်းစီပြီးအဆဆအရအဆင်ပြေလာမယ်ဆိုတဲ့အကြောင်းကိုအခု like ကြည့်နေတဲ့သူတွေရောအောက်မှာဆရာဗီဒီယိုရိုက်ထားတယ်ပြန်တင်ပေးမယ်မိတ်ဆွေတွေအားလုံးဟောအဆင်ပြေလာပါလိမ့်မယ်ကဲဒါဆိုရင်မိတ်ဆွေတို့အားလုံး2လပိုင်းတော့ငွေကြီးကံကောင်းပြီးအဆင်ပြေပြီဆိုတဲ့အကြောင်းဆရာပြောရင်းနဲ့ဒီမှာတင်နားပါရစေဆရာငယ်မိတ်ဆွေတွေအားလုံးဘေးပြာတွေဝေးကွာလို့ကာယဒုက္ခစိတ်တဒုက္ခနဗျာသောဒုက္ခနဲ့ပြည့်စုံပြီးတဲ့အခါလိုအင်ဆန္ဒအိဆာတရားစိတ်ကနေတလိုက်ုံနဲ့လိုတိုင်းပြည့်လိုတိုင်းရတာတိုင်းပြည့်တာတိုင်းရလို့ကောင်းခြင်းအဖျားဖျားဒုက္ခိဒုက္ခံကောင်းခြင်းမင်္ဂလာဖျားဖျားနဲ့ပြည့်စုံကြပါစေကြောင်းဆရာငယ်ကဆုတောင်းမြတ်တာပို့တာလိုက်ပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်